ကျွန်မကတော့ Kiki ပဲဖြစ်ပါတယ်အခုခွန်ပြမတော်လေးကတော့အဖြူရန်ဂျယ်လီတာဝါလေးနဲ့ရောက်နေပါတယ်အမှခွန်ပြမှာဖြစ်ပါတယ်ကျွန်မရဲ့ channel လေးကို like subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင့်ကဲစားလိုက်ကြရအောင် let's go အခုမှအဆဆဆိုရင်မလို့ဒီခံလေးကြည့်ပေးပါမပါရင်လည်းခွေးလို့ကဲလောလောဆယ်ပြုတ်ကြspring ကိုသုံးချင်တဲ့နေရာမှာသုံးပါမယ်ရအောင်ကြာသွားတယ်ကွာမိတော့အဲ့လိုဖြစ်မှတော့ငါလည်းဒီလိုစပင်300တာပေါ့ကွာကဲမလေးမျက်လုံးကြီးနဲ့ညောင်ကြပြန်ပြီကွာအဲ့လောက်ရံပြောတော့ဟာများလေးမကျွမ်းတော့နှေးချင်းတိခံပေးပါမပိုင်လည်းခွေးလို့tới lộ
နောက်တော့ပန်းလာရပါပြီဒီနောက်တော့အေးရမှာနားယူပါမယ်ကျေးဇူးတင်ပါတယ်ဆိုဒီချစ်စုပြီးရတဲ့ရောက်ချင်းဒီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်အားလုံးဘိုင်ဘိုင်